စာလုံးကနှလုံးနဲ့ပါနားမလည်နိုင်တဲ့တိတ်ပေများစွာမြင်တွေ့ကြသည်ရလို့ကိုယ်တိုင်ကြုံတွေ့ရတယ်တတလောက်မတ်တလောက်အမွေကြောင့်လေးပြောပြပါရစေအမွေဆိုတာလောဘရဲ့ရှေးဆောင်လမ်းပြပါစာလုံးကနှလုံးနဲ့ပါနားမလည်နိုင်တဲ့တိတ်ပေများစွာမြင်တွေ့ကြသည်ရလို့ကိုယ်တိုင်ကြုံတွေ့ရတယ်တတလောက်မတ်တလောက်အမွေကြောင့်လေးပြောပြပါရစေအမွေဆိုတာလောဘရဲ့ရှေးဆောင်လမ်းပြပါသွေးညီကိုမောင်နှမရီလေဒီမွေကြောင့်ရဲ့ရန်သူတပွဲဖြစ်သွားကြတယ်တချို့ပြန်တော့လေအမွေကြောင့်သက်ပေးခဲ့ကြပြီလူတချို့ပြန်တော့လေဒီမွေကြောင့်မလုပ်သေးအပ်တော့အလုပ်တွေလုပ်တာဝရီပျက်စီးသွားကြသည်ဒါကြောင့်မို့လေရာရာကိုတိတရားနဲ့ရှင်ငါကိုမရှိတာလေးနဲ့ရောင်ရဲနိုင်ကြစေမွေကန်ထိုက်စီဆိုတဲ့စကားနဲ့ညီအောင်ကြိုးသားစွာနေထိုင်လုပ်ကိုင်မှာမွေကန်ထိုက်တဲ့သားလိမ်မာသမီးလိမ်မာလေးတွေဖြစ်အောင်ရိုးသားစွာကြိုးစားကြပါတငယ်ချင်းတို့စာလုံးကနှလုံးနဲ့ပါနားမလည်နိုင်တဲ့တိတ်ပေများစွာမြင်တွေ့ကြသည်ရလို့ကိုယ်တိုင်ကြုံတွေ့ရတယ်တတလောက်မတ်တလောက်အမွေကြောင့်လေးပြောပြပါရစေအမွေဆိုတာလောဘရဲ့ရှေးဆောင်လမ်းပြပါသွေးညီကိုမောင်နှမရီလေဒီမွေကြောင့်ရဲ့ရန်သူတပွဲဖြစ်သွားကြတယ်တချို့ပြန်တော့လေအမွေကြောင့်သက်ပေးခဲ့ကြသည်လူတချို့ပြန်တော့လေဒီမွေကြောင့်မလုပ်သေးအပ်တော့အလုပ်တွေလုပ်တာဝရီပျက်စီးသွားကြသည်ဒါကြောင့်မို့လေရာရာကိုတိတရားနဲ့ရှင်ငါကိုမရှိတာလေးနဲ့ရောင်ရဲနိုင်ကြစေမွေကန်ထိုက်စီဆိုတဲ့စကားနဲ့ညီအောင်ကြိုးသားစွာနေထိုင်လုပ်ကိုင်မှာမွေကန်ထိုက်တဲ့သားလိမ်မာသမီးလိမ်မာလေးတွေဖြစ်အောင်ရိုးသားစွာကြိုးစားကြပါတငယ်ချင်းတို့